ချယ်ဆီအသင်းနဲ့လမ်းခွဲပြီးနောက်အသင်းလက်မဲ့ဖြစ်နေတဲ့အင်္ဂလန်လက်ရွေးစင်တောင်ပန်ကစားသမားစတာလင်ဟာဖူဟန်နဲ့အီတလီကလပ်တွေကိုရောက်ရှိဖို့ရေပန်းစားနေတယ်လို့သိရပါတယ်။စတာလင်ဟာပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာချယ်ဆီအသင်းနဲ့စာချုပ်ဖြတ်သိမ်းခဲ့တာကြောင့်လက်ရှိအချိန်မှာအသင်းလက်မဲ့ဖြစ်နေတာပါ။စတာလင်ဟာချယ်ဆီအသင်းနဲ့စာချုပ်သက်တမ်း18လကျန်ရှိနေသေးပေမဲ့အသင်းရဲ့လူစည်းမှာထည့်သွင်းခံရခြင်းမရှိတော့တာကြောင့်လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စတာလင်ဟာချယ်ဆီအသင်းမှာတပတ်ပေါင်3,2500ရရှိနေပေမဲ့ရော်ချင်းငွေအနှဲငယ်ရယူပြီးစာချုပ်ဖြတ်သိမ်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဗီတိန်မီဒီယာတချို့ကစတာလင်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အသင်း9သင်း10သင်းလောက်ရှိနေပြီးစပါဂျူဗင်တန်နာပိုလီဘန်လီခရစ္စတယ်ပဲလီဝက်ဆန်နဲ့ဖူဟန်တို့ပါရှိကြောင်းဖော်ပြပါတယ်။စတာလင်ရောက်ရှိနေတဲ့ကလပ်အသင်းအတွက်အလေးပေးမှုမှာအင်္ဂလန်ကလပ်တွေကဖူဟန်အသင်းကိုရောက်ရှိဖို့ရေပန်းစားဆုံးဖြစ်နေပြီးအီတလီကလပ်သင်းကိုရောက်ရှိဖို့လည်းဖူဟန်နီးတူ2-4-1သတ်မှတ်ထားတယ်လို့သိရပါတယ်။